ကျွန်တော်မေချေခုနေသားသမီးအားလုံးမင်္ဂလာပါဗျာเนาะကျွန်တော်ရဲ့မင်းသူကမနှောကြဘူးတရနမိတ် page လေးကနေကြိုးစားပါတယ်အခုဒီဗီဒီယိုလေးမှာတော့ပြောပြမှာကအခုလာလိမ့်မယ်လာတဲ့အားလေးပေါ့ကြည့်လိုက်เนาะတစ်ချက်အဲ့ဒီမှာပြထားတဲ့เนาะဂါရာလေးကိုပေါ့เนาะအဲ့ဒါလေးကိုမနက်အကောင့်20ညအကောင့်20ရွတ်ရမယ်เนาะမနက်အကောင့်20ညအကောင့်20ရွတ်လို့ရှိရင်ဘာအကျိုးတွေရနိုင်လဲဆိုလို့ရှိရင်တော့နေ့စဉ်ကိုယ်စီကနေထွက်တဲ့ငွေတွေဥပမာ1000ထွက်1000ပြန်ဝင်တယ်2000ထွက်2000ပြန်ဝင်တယ်ပေါ့ကိုထွက်တဲ့မြငွေဒီပြန်ဝင်လာတယ်ပေါ့เนาะငွေအလဟတ်သက်မဖြစ်ဘဲနဲ့အဖက်ပြန်တင်အောင်ငွေပြန်ဝင်အောင်ပေါ့เนาะဒါရွတ်ပေးရတဲ့ဟာလေးပါငွေချင်းနဲ့ပတ်သက်ပြီးလို့ရှိရင်အခက်အခဲမဖြစ်အောင်အကြက်တဲမဖြစ်အောင်ငွေတွေကုန်သွားတော့ညာလဲဆုံးရှုံးသွားတော့ညာလဲပြန်ဝင်လာအောင်ဆိုပြီးတော့ရွတ်ရတယ်ဂါရာလေးဖြစ်ပါတယ်เนาะအဲ့တော့ရွတ်ရမှာကမနက်အကောင့်20ညအကောင့်20ရွတ်ရတာဖြစ်ပါတယ်မိတ်ဆွေတို့နဲ့ဒီဗီဒီယိုလေးမှာမရှင်းလင်းဘူးဆိုလို့ရှိရင်ကျွန်တော်ရဲ့ comment လေးမှာဂါရာလေးကိုဓာတ်ပုံလေးဟိုစိတ်လို့ရအောင်တင်ထားပြီးတော့เนาะ comment လေးမှာဝင်ပြီးတော့ဂါရာလေးကိုစိတ်ပြီးတော့မနက်အကောင့်20ညအကောင့်20ရွတ်ကြပါငွေကြေးကိစ္စเนาะအားလုံးအဆင်ပြေပါလိမ့်မယ်လက်လာပါလိမ့်ရှင်လန်းပါလိမ့်မယ်ဗျာเนาะဒါဒီအဘဆရာကြီးမင်းသိန်းခရဲ့ဒါเนาะမိုးဘီဟန်ဒလင်းချန်မှာဒီနှုန်းကဒါဘာကိုယ်တိုင်ဒီဂါရာဆော်ရယ်ကလေးတွေကိုအမြဲတမ်းဝေပေးနေတဲ့ဟာတွေဖြစ်ပါတယ်เนาะဘာကိုယ်တိုင်ဒီချက်သုံးခဲ့တဲ့ပွဲတွေเนาะလက်တွေဂါရာဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်မိတ်ဆွေတွေနဲ့ယုံကြည်ရွတ်ဖတ်ပါcomment မှာအဲ့ဂါရာလေးကိုချပေးထားပါတယ် comment မှာဝင်ပြီးတော့စိတ်လို့ရပါတယ်ဗျာเนาะပြီးလို့ရှိရင်မိတ်ဆွေတွေနဲ့သိကျင်တာလေးရှိရင် comment မှာရေးခဲ့ပါကျွန်တော်အနေနဲ့ဒီအများသိအောင် TikTok ကနေချပြနိုင်တဲ့အရာလေးဆိုလို့ရှိရင်เนาะအဲ့ဒီကနေပတ်သက်တဲ့ area လေးတွေတော့ချပြပေးပါမယ်ဗျာเนาะတချို့ area တွေကျတော့တူဦးတယောက်ချင်းเนาะနေသားတစ်ခုချင်းစီကိုယ်နဲ့တက်ဆိုင်တဲ့ဟာလေးနဲ့မှာဒီချက်ချိန်ပြီးတော့ပြီးလို့ရတာရှိတဲ့အများသိအောင်တင်လို့မတင်တော့တဲ့ဟာလေးရှိတယ်အဲ့အတွက်ကြောင့်ပါဗျာအားလုံးပဲကျေးဇူးတင်ပါတယ်ကားစိတ်ဓာတ်ဒုက္ခနဲ့ဗျာပြည့်စုံပါစေเนาะလက်လာပါဗျာရှင်လန်းပြီးတော့เนาะဝင်ငွေတွေစီးပွားဥစ္စာဝင်ငွေတိုးပြီးတော့စီးပွားဥစ္စာဒီလာတိုးတက်နိုင်ကြပါစေလို့မင်္ဂလာဆုမွန်တောင်းပေးလိုက်ပါဗျာနှုတ်ဆက်ပါတယ်အဲ့တော့မိတ်ဆွေတို့အနေနဲ့အကောင့်လေးကိုလည်း follow လုပ်ပြီးတော့ like and share လေးလုပ်ခဲ့ပြီးတော့ကျေးဇူးတင်ပါတယ်เนาะ